မင်းကလေးရဲ့မိသားစုဝင်တွေအားလုံးကထူးထူးချွန်ချွန်အောင်မြင်ကြသူတွေကြီးဖြစ်ပြီးသူမတယောက်တည်းကပဲအသုံးမကျတဲ့သူဖြစ်နေခဲ့ပါတယ်။သူမရဲ့အဖေကဗန္နာဤလောကကထိပ်သီးတထေးကြီးအမေကလည်းစူပါစတာတူကြီးတယ်လို့သူမရဲ့အကိုထိသူဆိုရင်လည်းအသက်4နှစ်သားအရွယ်မှာတင်ကိုပိုင်ပန်းကြီးဖလောက်ကိုကျင်းပနိုင်တဲ့အထိတော်ပါတယ်။ဒါပေမဲ့သူမကတော့အသက်4နှစ်အရွယ်မှာစံအတွဲကနန်းပေါင်းတို့တင်ချလောက်မလုပ်တတ်သေးပါဘူး။သူမဟာငငယ်ကလေးကငါဟာငါမိဘတွေရဲ့သွေးရင်းသားရင်မှာဟုတ်ပါရဲ့လားလို့တန်တရားဝင်နေခဲ့တာပါ။ကံကောင်းတာတစ်ခုကတော့မိသားစုဝင်တွေအားလုံးကသူမကိုအလုံးအမင်းချစ်ကြတာပါပဲ။ဒါပေမဲ့တနေ့မှာတော့ထူးချွန်ထမ်းမြက်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်သူတို့အိမ်တကားပေါ်ကိုရောက်လာခဲ့ပါတယ်။သူမကဒီချမ်းသာတဲ့မိသားစုရဲ့တမီးရင်ဖြစ်တယ်လို့ဆိုလာပါတယ်။ဒါကိုကြားတော့မိန်းကလေးကဘာမှမထူးခြားသလိုပဲတီတီငင်ငင်ရှိနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အတိရောက်လာတဲ့မိန်းကလေးကမွေးဖွားချိန်မှာတူနာပြုကမာယွင်းပြီးလဲလွယ်မိတဲ့အကြောင်းရှင်းပြပါတယ်။သူမဟာဒီမိသားစုဝင်တွေနဲ့ရုပ်ချင်းလဲဆင်းတူသလိုစာရီတာရောပညာရေးမှာပါထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုသက်သေပြဖို့ကြိုးစားပါတယ်။မိန်းကလေးကိုယ်တိုင်ကလည်းသူမပြောတာတွေကဟုတ်တော့ပဲလို့တွေးမိပေမဲ့မိဘတွေကတော့ဘာတုံ့ပြန်မှုမှမရှိပဲအေးအေးဆေးဆေးပါပဲ။အဲ့ဒီမိန်းကလေးကသူမဟာအိမ်နဲ့ဆက်ရှင်နေကြခွဲခွာခဲ့ရပြီးအခုမှပြန်ရောက်လာတာကိုဘသူကမှမယုံကြဘူးလို့ဝမ်းနေပါနဲ့ပြောပါတယ်။အဲ့ဒီအချိန်မှာအင်စေက DNA စစ်ဆေးဖို့အကြံပေးတာကြောင့်ဆေးရုံသွားကြပေမဲ့အဖေကအလှကြာမှထိရမယ်လို့ဆိုပါတယ်။သူမရဲ့အစီအစဉ်ကချက်ချင်းမအောင်မြင်နိုင်မှန်းသိလိုက်ရတော့သူမလည်းအိမ်ကိုပဲလိုက်ပြန်လာခဲ့လာတယ်။သူမကမိဘတွေကိုအတူမအတွက်အခန်းတစ်ခန်းပြင်ပေးဖို့တောင်းဆိုရမှာအဖေဖြစ်သူကလည်းချက်ချင်းပဲအင်စေတွေကိုပြင်ဆင်ကြိုက်လိုက်ပါတယ်။မိဘတွေကသူမကိုလက်ခံလိုက်ပြီလို့သူမထင်သွားပြီးဆုံးရှုံးသွားတဲ့တန်ရောစင်တွေကိုပြန်လည်ဖြည့်ဆည်းဖို့ကြိုးစားပါတော့တယ်။မိန်းကလေးကတော့ဒီအိမ်ကလူတွေကိုတာမန်လူတွေလိုမတတ်မှတ်ဖို့နဲ့အိမ်မှာဘာမှမလုပ်ပဲနေတာကအကောင်းဆုံးပဲလို့အဲ့ဒီမိန်းကလေးကိုသတိပေးပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့မူလရှိနေတဲ့မိန်းကလေးကိုအိမ်ကနေမောင်းထုတ်ချင်နေတာပါ။အဲ့ဒီအချိန်မှာအင်စေကခွေးစာကျွေးဖို့ယူလာတော့သူမကပဲကျွေးမယ်ဆိုပြီးယူလိုက်ပါတယ်။အင်စေကမိန်းကလေးကိုယ်တိုင်ကျွေးတာပိုကောင်းမယ်လို့တားပေမဲ့သူမကတော့မိသားစုတဲ့ဝင်မဆန့်အောင်လုပ်နေကြတယ်လို့ခန်းစားလိုက်ရပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲခွေးကသူမကိုမြင်မြင်ချင်းလိုက်ကြိုက်တာကြောင့်လူနာတင်ကခေါ်လိုက်ရပြီးခွေးယူပြန်ကာကွယ်စေထိုးလိုက်ရပါတယ်။သူမဆေးရုံကပြန်လာတော့အမေဖြစ်သူကအဝတ်အဆိုင်တစ်တွေဝယ်ထားတဲ့သမီးကိုအလှပြင်ပေးခြင်းတယ်လို့ပြောပါတယ်။မိန်းကလေးကတော့သူမအမေရဲ့ထူးဆန်းတဲ့အလှအပအမြင်ကိုသိနေကြကြောင်းညင်းကိုပြင်ပေးမဲ့အသိရောက်လာတဲ့မိန်းကလေးကတော့ဝင်ပါကိုဆုံးဖြတ်လိုက်ပါတယ်။အမေဖြစ်သူကသူမကိုအရန်လှအောင်ပြင်ပေးမယ်လို့ပြောပေမဲ့ပြင်ပြီးသွားတဲ့အခါမှာတော့သူမဟာခရစ်စမတ်တစ်ပင်ကြီးတစ်ပင်ထည့်သွားပါတော့တယ်။ညစာစားချိန်ရောက်တဲ့အခါမှာမိန်းကလေးကသူမအတွက်ထိုင်ကုန်ကိုညင်ညင်ကြေကြေဆွဲပေးခဲ့ပေမဲ့သူမကတော့အမေပြင်ထားတဲ့ပုံစံမပြတ်အောင်မထိုင်ပဲမက်ကပ်ရနေပါတယ်။ဒါကြောင့်လဲသူမညစာလုံးဝမစားနိုင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူမမူးလဲသွားပါတော့တယ်။ဆေးရုံကဆင်းလာတဲ့အခါမှာတော့သူမတကိုယ်လုံးပတ်အီးတွေနဲ့ဖြစ်နေပါပြီ။မိန်းကလေးကတော့မွေးတုံးကလဲတဲ့သူနာပြုကအနာဂတ်ကိုကြိုးမြင်နိုင်လို့ဘေးထိစားမှလို့တွေးနေမိပါတယ်။ဘာလို့လဲဆိုတော့ဒီမိန်းကလေးကဒီမိသားစုနဲ့လုံးဝကိုအံမဝင်ပါဘူး။ရောက်ပြီး2ရက်အတွင်းမှာတင်လူစင်မမီတလောက်ဖြစ်ရတာတကယ်လို့သာဒီအိမ်မှာ10နှစ်လောက်နေခဲ့ရင်အသက်တောင်ရှင်မလားမသိပါဘူး။ဒါကိုတွေးပြီးသူနာပြုကိုတောင်ချီးမြှောက်နေမိပါတယ်